အားလုံးပဲမင်္ဂလာပါတဘာ Secret Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ပါတင်နာတယောက်အတွက်alcohol အပြင်မှာကျွန်တော်တို့ဘားထဲမှာရှိတဲ့အသုံးဆောင်တွေကိုဘယ်လိုခေါ်ရမလဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြအောင်ဖြစ်ပါတယ်ဘယ်လိုပထမအချက်အနေနဲ့ကျွန်တော်ကပါတင်ဒီဘားထဲမှာရှိတဲ့ item တွေပေါ့ဘာ equipment ဘာ item ဘာ tool ဒီဟာအကုန်လုံးကိုအများကြီးရှိတယ်ဗျအဲ့ဒီအများကြီးထဲမှာမှကျွန်တော်ကအသုံးများတဲ့အရေးကြီးတယ်ဟိုစားတိကိုတိထားရမယ်အရာလေးတွေအခေါ်ဝေါ်လေးတွေကိုကျွန်တော်ကဒီနေ့အခေါ်ဝေါ်နဲ့ပုံစံလေးတွေကိုကျွန်တော်ဒီနေ့နည်းငယ်ရှင်းပြအောင်ဖြစ်ပါတယ်ပထမဆုံးနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ကောက်တေးရှိတ်ကာပေါ့နော်ကောက်တေးရှိတ်ကာမှာကျွန်တော်ပုံစံ2မျိုးရှိမယ်ဒီလိုပုံစံလေးရှိမယ်ဒီလိုပုံစံကိုကျွန်တော်က Boston shaker လို့ခေါ်တယ် Boston shaker လို့အသေးတစ်ခုအကြီးတစ်ခုကို Boston shaker လို့ခေါ်တယ်ဒါကို Boston shakerလို့ရှိရင်ဒါကိုကျွန်တော်တို့ဒါကိုလည်းကောက်လေးရှိတ်ကပဲနှစ်ခုလုံးကောက်လေးရှိတ်ကလို့ခေါ်တယ်ဒါကိုကြတော့ကျွန်တော်တို့အဲမှာစကားပေါက်လေးပါတယ်စကားပေါက်လေးပါတယ်ဒီလိုမျိုးဒါကိုကြတော့ကျွန်တော်တို့ကျူပါရှိတ်ကလို့ခေါ်တယ်ပါရှိတ်ကပြီးလို့ရှိရင်နံပါတ်2အနေနဲ့ကကျွန်တော်တို့ချက်ကားပေါ့နော်ဒါနံပါတ်2အနေနဲ့ချက်ကားဒါအရေးကြီးဆုံးပေါ့နော်ဒီထဲမှာကျွန်တော်တို့ချိန်ဆနံပါတ်လေးတွေပါတယ်ဒါကိုကျွန်တော်တို့ရှိတ်ကဒါကိုကျွန်တော်ဘယ်လိုချိန်ရမလဲဆိုတော့ဘယ်လိုချိန်ဘလောက်ကနေကိန်းကနန်းတွေကဘယ်လိုဘာရေးထားလဲဆိုတော့ကျွန်တော်နောက်ပြီးတော့ကြာရင်အသေးစိတ်လေးကျွန်တော်ရှင်းပြပေးမယ်အခုကတော့အများကြီးကိုပြောမှဆိုတော့ကျွန်တော်ခေါ်ဝေါ်နဲ့ဒီပုံစံလေးတွေကျွန်တော်မရှိတဲ့ဟာလေးတွေနဲ့ကျွန်တော်မရှိတဲ့ဟာကိုကျွန်တော်ပုံလေးတွေပြပေးမယ်နောက်တစ်ခုအနေနဲ့ကတော့နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့ bar spoon ပေါ့နော် bar spoon အဲ့ဒါ bar spoon လို့ခေါ်တယ်ကျွန်တော် bar spoon ကတော့ကျွန်တော်ဘယ်လိုတောင်းရမလဲဆိုတော့ရှင်းပါတယ်ပါတယ်မှာstay တဲ့ကဒီမှာတုံးတယ်ကျွန်တော်မွန်ဂျီတိုတို့ဘာလို့ဆုံးနေအကြားတွေပါတုံးတဲ့နေရာမှာတုံးတယ်ဘာစပူမှာအမြန်လေးပြောပြအောင်နော်ဘာစပူနောက်ခုကျတော့ strainer ပေါ့နော်ကျွန်တော်တို့ဒီကောက်လေးတွေပါလေကောက်လေးတွေပါဖြော်ပြီးလို့ရှိရင်ကျွန်တော်ဒီတိုင်းလောင်းထည့်လို့မရပါဘူးရေခဲတွေပြုတ်ကြပါတတ်ပါတယ်အဲ့တော့ရေခဲတွေကိုဖွင့်မကြရအောင်ရေခဲတွေကိုတားတဲ့နေနဲ့တုံးတာဖြစ်ပါတယ် Boston shaker ပါBoston shaker တွေကိုထည့်တယ်ဒါ strainer ပါ strainer မှာ2မျိုးရှိပါတယ် strainer ကတော့ဒါက video strainer ပါဒါကတော့ fiber strainer ပါဒါကတော့အနေတွေရောအနေတွေမပါရအောင်ခံပြီးတဲ့ strainer ဖြစ်ပါတယ်ဒါ fiber strainer ပါ strainer bar spoon နောက်ထပ်ပါလဲဆိုလို့ရှိရင်ဘာရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ mixing glass ရှိမယ် mixing glass ကတော့ကျွန်တော်တို့တချို့အရက်တွေမှာတချို့ကောက်တေးတွေစားလို့ရှိရင်ကျွန်တော်တို့မရှိတ်ချမလို့ပါဘူးကျွန်တော်တို့ stay လိုက်ရုံနဲ့ရပါတယ် stay ပြီးတော့ကျွန်တော်တို့ဒီကောက်တေးကို stay ရုံနဲ့ဆိုရင်တော့ mixing glass လိုပါတယ် mixing glass ရကျွန်တော်တို့ massaging glass ရလိုပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပြီးရင်ကျွန်တော်တို့ ice straw ပါ ice straw ရေခဲညက်ပါကျွန်တော်တို့ရေခဲကိုခွက်တဲ့ထည့်ပြီးလို့ရှိရင်အဲ့တဲ့တွေပေးတဲ့ခါကျရင်ရေခဲညက်လေးအဲ့တဲ့ရေခဲတောင်းတဲ့ခါရေခဲညက်လေးလိုပါတယ်အဲ့ဒါကို ice straw လို့ခေါ်ပါတယ် ice straw ပြီးလို့ရှိရင်ကျွန်တော်တို့ဘာရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရက်ခွက်တွေမှာရက်ကောက်တေးခွက်တွေမှာကျွန်တော်တို့အလှဆင်တဲ့ဂါးနေတွေဆင်တဲ့ခါကျရင် decoration လုပ်တဲ့ခါကျရင်အလှဆင်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့လက်နဲ့ကင်လို့မရပါဘူးအဲ့ဒါကိုကျွန်တော်တို့ကအချောင်းလေးနဲ့လို့ညက်စရာလေးနဲ့ကင်အောင်ပါအဲ့လိုညက်စရာကိုကျွန်တော်က tweezer လို့ခေါ်ပါတယ် tweezer လို့ခေါ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရေးကြီးတဲ့ချက်ကျွန်တော်ဝိုင်းနေဘီယာတွေပါတယ်ဖုံးဖွင့်တဲ့အောင်ကျွန်တော် opener လို့ခေါ်ပါတယ်နောက်တစ်ခုအနေနဲ့ wine ဖွင့်တဲ့ခါကျတော့ wine opener ပေါ့နော်နောက်တစ်ခုခေါ်တာရှိပါတယ် cross screw လို့လည်းခေါ်ပါတယ် cross screw ဆိုတာကျွန်တော် wine ဖွင့်တဲ့ကောင် screw လေးအချောင်းလေးပါတယ်ကျွန်တော်ပြလာပေးပါမယ်အချောင်းလေးပါအဲ့ဒါကို cross screw လို့ခေါ်ပါတယ် cross screw ကျွန်တော်ဒီမှာ cross screw ပြီးရင်ကျွန်တော်တို့ဘားထဲမှာအရေးကြီးဆုံးကတော့ရေခဲခတ်ပေါ့ဗျာရေခဲခတ်တဲ့ဟာကိုကျွန်တော်တို့ဘားထဲမှာဘယ်လိုခေါ်လဲဆိုရင် ice spoon လို့ခေါ်ပါတယ်ရေခဲခတ် ice spoon လို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားတာကတော့ကျွန်တော်ဒီဘားထဲမှာတုံးရမယ်အသုံးဆောင်တွေရဲ့အသုံးဆောင်တွေအခေါ်အဝေါ်တွေကိုအဓိကထားပြောပြသွားဖြစ်ပါတယ်ဒီကျွန်တော်နောက်နေ့တွေကြာလို့ရှိရင်နောက် contact တွေကြာလို့ရှိရင်ကျွန်တော်ဒီဘာဘယ်လိုတုံးရမလဲဘယ်လို technique နဲ့လုပ်ရလဲဆိုတော့ဘယ်လိုတုံးပြရလဲဆိုတော့ကျွန်တော်တေချာအသေးစိတ်လေးရှင်းပြမှာဖြစ်ပါတယ်ဒီနေ့ဘားထဲမှာဒါအရေးကြီးတဲ့ဟာတွေရွေးပြီးတော့ကျွန်တော်ရွေးထုတ်ပြီးတော့ပြောပြပါလိမ့်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် peace out